နေပြည်တော်လောကတစ်ခုလုံးကိုလောက်ခတ်သွားစေမဲ့တည်င်းကတော့ SpyX ရဲ့ကြေးမလာတဲ့ IPO အစီအစဉ်ကြီးပဲဖြစ်ပါတယ်။လာမယ့်2026ခုနှစ်လောက်မှာ company ကို stock exchange တင်မှုပြင်ဆင်နေပြီးမှန်းထားတဲ့တန်ဖိုးကတော့ကြားလိုက်တာနဲ့တင်မျက်လုံးပြုံးသွားစေမဲ့ဒေါ်လာ1.5 trillion ဖြစ်ပါတယ်။ဒါဟာတမိုင်းတစ်ချောင်းမှာအကြီးမားဆုံးစံချိန်တင် IPO တွေထဲမှာတစ်ခုဖြစ်လာဖို့အသေးချာတလောက်ရှိနေပါပြီ။ဒီအစီအစဉ်သားတကယ်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင် SpyX ပဲကိုင်ရှင် Elon Musk အတွက်လည်းကမ္ဘာပထမဆုံး trillionaire ဆိုတဲ့ဂုဏ်ပုတ်ကိုစွတ်ခိုးနိုင်မဲ့ရွှေရောင်အခွင့်အရေးပဲဖြစ်ပါတယ်။လက်ရှိမှာတော့ SpyX ရဲ့ share 42%ကိုပိုင်ဆိုင်ထားတဲ့ Elon Musk ဟာ2029ခုနှစ်လောက်မှာပိုင်ဆိုင်မှုဒေါ်လာ1 trillion ပြည့်မြောက်သူဖြစ်လာမယ်လို့ခန့်မှန်းနေကြပါတယ်။လက်ရှိကမ္ဘာတန်ဖိုးဒေါ်လာ350 billion ကနေ9ဆနေပါခုန်သက်သွားမဲ့ဒီအခြေအနေဟာကမ္ဘာဘဏ္ဍာရေးစာမျက်နှာမှာတမိုင်းတိရေးထိုးတော့မှာဖြစ်ပါတယ်။အာကာသကိုစိုးမိုးမဲ့ SpyX ရဲ့ခြေလှမ်းတွေက Elon Musk ကိုကမ္ဘာအချမ်းသာဆုံးလူသားအဖြစ်ပြိုင်ဘက်ကင်းဖြစ်စေတော့မယ့်အပုံပါပဲ။